ကျွန်တော်ဒီနေ့ညကဘာသာရေးနဲ့ပတ်သက်တာကျွန်တော်ပြောတော့မှာမဟုတ်ဘူးဒီနေ့ညကနည်းနည်းဒီမျိုးသားရေးဘက်ကိုပါလိမ့်မယ်ဘာလို့လဲဆိုလို့ရှိရင်ပြောသိမ့်ပြောထိုက်တာမို့လို့ပြောမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှပိုင်ရှင်ကိုဒါတိုက်ရိုက်မန်းရှင်းခေါ်ပြီးတော့ပြောချင်းဖြစ်တယ်ဆိုတော့အရင်ဆုံးကျွန်တော် file လေးတစ်ခုအရင်ကြည့်ကြမယ်ခင်ဗျအေးရေဂျာလူငယ်တွေကိုငါတခုတော့ပြောလိုက်မယ်မင်းတို့ဘာသာတသနာကိုရှစ်တဲ့ဆိုရင်အကောင်လုံးစေးလုံးထားဒီလိုဗုဒ္ဓဘာသာဝန်ပို့မှာတောထဲမှာရှိနေတယ်ကြောက်ကိုရှီးကိုပြီးတော့သူတို့ယုံကြည်တယ်ငါတို့ကအလိုက်ရှင်များကိုကိုးခဲ့ပြီးတော့ဒီဗုဒ္ဓဘာသာလူမျိုးကိုငါတို့ကြောက်ရမယ်ဟုတ်လားပြောစမ်းအေးမွတ်စလင်လူမျိုးထင်မှာအဲ့ဒီရိုဟင်ဂျာတွေကိုငါပြောတာနော်တခြားလူတွေကိုငါပြောတာမဟုတ်ဘူးတချို့တွေကငါ့ကိုလာမစမ်းနဲ့နော်တော့ပါလားအခုအကောင်လုံးစေးလုံးထားအကောင်လုံးဝမ်းပြီးတော့စနေခိုင်းကြတော့ပါလားဒီမြန်မာနိုင်ငံနဲ့ငါတို့ကပိုင်ဖို့ရှိတဲ့နေရာကိုရောင်းအောင်ပိုင်ရမယ်ဆိုတော့အခုကျွန်တော်ပြသွားတဲ့ file တော့အားလုံးပဲမြင်ပြီးကြည့်ပြီးကြားပြီးကြမယ်ထင်ပါတယ်ဆိုတော့ဒီ file ထဲမှာပြောသွားတဲ့ပုံကဒီအကောက်ပိုင်ရှင်မှာနော်ဆိုတော့ဒီအကောက်ပိုင်ရှင်ကျွန်တော်တို့ကဒါတိုက်ရိုက်ပဲပြောတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာမြန်မာနိုင်ငံသားအစ်စ်တွေဟာသူတို့ခိုးဝင်ဘင်္ဂလီတွေလိုအောက်တန်းကြကြနဲ့ထမိန်ချုံအောက်ကနေရုပ်ရုပ်ညံ့ညံ့နဲ့နော်နောက်ကျောကိုဓာတ်နဲ့မထိုးတတ်ဘူးပြောရရှိတဲ့ပဲတိုက်ရိုက်ခေါ်ပြောတတ်တာဆိုတော့ဒီအချင်းရံမှာကျွန်တော်ပြန်ပြီးမေးစရာရှိတာကကိုတို့ခိုးဝင်ဘင်္ဂလီတွေကိုအကိုတို့အလာကနော်ကျွန်တော်တို့ဒီဗုဒ္ဓဘာသာရဲ့ပိုင်နဲ့ဗုဒ္ဓဘာသာရဲ့နေမီဗုဒ္ဓဘာသာရဲ့အဖွဲ့အစည်းဗုဒ္ဓဘာသာရဲ့လူအတိုင်းဝန်းကိုနော်ခွေးချင်းခွေးကြံကြံခွေးစိတ်မွေးပြီးတော့မှကျွန်စိတ်မွေးပြီးမတရားတိုက်ခိုက်ပုတ်ခတ်စော်ကနင်းပြလုပ်ပြီးတော့မှအောက်တန်းကြကြနဲ့ယွန်စရာကောင်းတဲ့ဇက်ကိုခင်းရမယ်လို့အကိုတို့ခိုးဝင်ဘင်္ဂလီတွေကိုအကိုတို့ခိုးဝင်ဘင်္ဂလီတွေကိုးကွယ်တဲ့အလာကသင်ပေးခဲ့သလားခမရဆိုတော့ပြီးလို့ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုခိုးဝင်လာခဲ့ကြတဲ့အကိုတို့ခိုးဝင်ဘင်္ဂလီအမျိုးရုပ်တွေနော်အကိုတို့ခိုးဝင်ဘင်္ဂလီအကိုလိုခိုးဝင်ဘင်္ဂလီအောက်တန်းစားအောင်မွေးထားတဲ့အကိုရဲ့အဖေအမေအဘိုးဘွားကအဲ့လိုမျိုးမြန်မာနိုင်ငံကိုနော်အကိုတို့ခိုးဝင်ဘင်္ဂလီတွေကမတရားအနုချမ်းစီအကျန်းဖတ်တိုက်ခိုက်ပုတ်ခတ်ပြီးတော့မှနေမြေလူမတရားသိမ်းသွင်းရမယ်လို့အောက်တန်းကြကြနဲ့ခွေးချင်းခွေးကြံကြံခွေးဆက်ခိန်မှုအကိုကိုမွေးလိုက်တဲ့အကိုရဲ့ခိုးဝင်ဘင်္ဂလီအမျိုးရုပ်ဖြစ်တဲ့အဖေနဲ့အမေအဘိုးဘွားကတင်ကြားခဲ့တာလားခင်ဗျပြန်မေးတာနော်သိလားဆိုတော့ဒီအချင်းရနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ငိုလိန်ညာခေါ်ခိုးဝင်ဘင်္ဂလီခင်ဗျားတို့ငိုလိန်ညာခေါ်ခိုးဝင်ဘင်္ဂလီတွေကိုအတိပေးစရာရှိတာကခင်ဗျားတို့ငိုလိန်ညာခေါ်ခိုးဝင်ဘင်္ဂလီအောက်တန်းစားမျိုးအစုပ်လုပ်ခွေးမျိုးခွေးချင်းခွေးကြံကြံတတ်တဲ့ခွေးမျိုးအောက်တန်းစားမျိုးတွေခင်ဗျားတို့တတိရှင်ဇာရှင်ကျွန်တော်တို့မြည်ထိကြည့်လိုက်နော်ခင်ဗျားတို့ခေါင်းထဲကိုဦးစားကွဲခြင်းထိကြည့်လိုက်ဒီတော့ခင်ဗျားတို့ခေါင်းထဲကိုအိုးစားမကွဲချင်ရင်ကိုယ့်ဘာသာကိုအေးစီးနေကြလူမျိုးရေးမွေးမမွေးနဲ့ခင်ဗျားတို့ငိုလိန်ညာခေါ်ခိုးဝင်ဘင်္ဂလီတွေခေါင်းမပြုတ်ချင်ရင်ဇက်မပြတ်ချင်ရင်အေးစီးနေကြခင်ဗျားနိုင်ငံခြားမှာဆိုလို့ရှင်လေနိုင်ငံခြားမှာကိုယ့်အကိုအေးစီးနေနော်ကျွန်တော်တခါမှဒီစကားမပြောဘူးဒါပေမဲ့ခင်ဗျားတို့ခိုးဝင်ဘင်္ဂလီအရန်အောက်တန်းကြလို့ပြောလာတာအေးစီးနေကြအဲ့လိုမှမဟုတ်ဘူးနော်ခမရတို့ဇက်ပြတ်ချင်တယ်ခမရတို့ခေါင်းနဲ့ကိုအိုးစားကွဲချင်တယ်ခမရတို့လေချောင်းသွင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေခြေဆေးတာကိုခမရတို့လိုချင်တယ်ဆိုရင်ဒီလိုမျိုးခွေးဆက်ကိုခမရတို့စက်ခင်နော်ဒီလိုမျိုးမဟုတ်ပဲနဲ့ကဘာပေါ်မှာခမရတို့ထပ်ပြောညံ့တဲ့နိုင်ငံတွေကိုနိုင်ထပ်စီးနေလောက်ပြီးတော့မှခမရတို့ GHS လောက်ခဲ့တဲ့အောက်တန်းစားဆက်ကခမရတို့ဘက်ကိုမြားဦးလှဲ့ချင်ရင်လောက်လိုက်နော်ခမရတို့လူမျိုးရေးစစ်မီးမွေးနေတာကခမရတို့နိုင်ထက်စီနဲ့လှုပ်လို့ရတဲ့ဒီပြောညံ့တဲ့နိုင်ငံတွေမဟုတ်ဘူးခမရတို့လူမျိုးရေးစစ်မီးမွေးနေတာမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသား135မျိုးရဲ့တတိဇဘလောက်ထိပြင်းရှာလဲဘလောက်ထိရဲလဲဆိုတာသိချင်ခမရတို့စမ်းကြည့်လိုက်ပြီးခဲ့တဲ့ဒီလာရေးခင်းမှာလေခမရတို့ဒါကောင်းကောင်းမှတ်မိကြမယ်ထင်ပါတယ်ဒီတစ်ခါတော့ခမရတို့အဲ့ဒီလာရေးခင်းထက်ခက်ကြမ်းလေးနှိမ်နှင်းရမှာပဲနော်ဒါကျွန်တော်အတိပေးစကားပြောတာအရင်ကြီးဇောင်းကြွမလားနဲ့အေးစစ်နေကြဒီအချင်းရနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံရေးပြောတာတော့မဟုတ်ဘူးနော်နိုင်ငံရေးပြောအောင်လေကိုရီးယားအဲ့လောက်ထိမလုပ်ပါဘူးဒါပေမဲ့
အတိပေးချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုလက်ရှိရွေးကောက်ပွဲကျင်းပနေကြအဲ့ရွေးကောက်ပွဲထဲမှာနော်ဒီခိုးဝင်ဘင်္ဂလီအနွယ်တူဆိုတဲ့ဒီဘင်္ဂလီလူမျိုးကပါတီဝင်ပြိုင်နေတဲ့ဒီနေရာမှာပြောချင်တာကအဲ့ဒီခိုးဝင်ဘင်္ဂလီဝင်ပြိုင်တဲ့ပါတီကိုမြန်မာနိုင်ငံသားတိုင်းသား135မျိုးမှန်ရင်တယောက်မှမဲမထည့်ပါနဲ့ခင်ဗျဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလိုမျိုးခိုးဝင်ဘင်္ဂလီတွေဟာကျွန်စိတ်ပဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်ဆက်ပဲခဲမှာမရဘူးခိုးဝင်ဘင်္ဂလီငိုလိန်ညာတို့ဒီအလွန်မာယာများတယ်နော်အလွန်မာယာများတယ်အလွန်အပြောကောင်းတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီခိုးဝင်ဘင်္ဂလီအနွယ်တူအမျိုးရုပ်တွေဟာတဖြည်းဖြည်းနဲ့အတင့်ရဲလာကြပြီနောက်ပြီးလို့ဆိုလို့ရှိရင်ဒီအချိန်မှာပြောစရာရှိတာကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီကချင်ကယားကရင်ချင်းမမရခိုင်ရှမ်းလူမျိုးကြီးရှစ်စုနိုးထချိန်တန်ပြီနော်နိုးထချိန်တန်ပါပြီစီလုံးချိန်တန်ပါပြီနော်ပြီးရင်တိုင်းသား135မျိုးနိုးထချိန်တန်ပြီစီလုံးချိန်တန်ပြီဒီခိုးဝင်ဘင်္ဂလီအမျိုးရုပ်တွေကိုခိတိမိမိနှိမ်ပြီးတော့မှကျွန်တော်နိုင်ငံတွေကနေအပီးပိုင်မောင်းထုတ်နိုင်ဖို့လဲစူးစမ်းဖို့လိုပြီဘာလို့လဲဆိုလို့ရှိရင်ဒီကောင်တွေဟာမရဘူးဒီကောင်တွေဟာအလျှော်ပေးလို့ရတဲ့ကောင်တွေမဟုတ်ဘူးတနာလို့ရတဲ့ကောင်တွေမဟုတ်ဘူးနော်ဒီတော့ဒီခိုးဝင်ဘင်္ဂလီငိုလိန်ညာတို့ဒီမြန်မာနိုင်ငံသားလည်းမဟုတ်ဘူးမြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းသား135မျိုးလည်းမဟုတ်ဘူးတိုင်းသားလည်းမဟုတ်ဘူးနော်သူတို့ဒီကမ္ဘာနိုင်ငံအသီးသီးကိုပတ်သက်ပြီးတော့မှဒုက္ခပေးပြီးတော့မှအောက်တန်းကြကြနဲ့ခွေးဆက်ခင်ခွေးကျင်ကြံတတ်တဲ့အမျိုးရုပ်တွေဖြစ်တယ်အဲ့တော့ဒီလိုမျိုးအမျိုးရုပ်အောက်တန်းစားတွေကိုနော်လွှတ်ထားလို့မရအောင်ဆိုတော့ကျွန်တော်ကဒီလိုမျိုးပြပြသားထောက်ပြလို့ဆိုလို့ရှိရင်ဒီတချို့ငိုလိန်ညာခေါ်ခိုးဝင်ဘင်္ဂလီပေးတာကြွေးတာစာမျိုးစို့ထားတဲ့ဖျားဖြစ်မဲ့အုတ်နီကတချို့ကဟာလူချင်းမခွဲခြားပါနဲ့လို့အောက်တန်းကြကြနဲ့လာကြိုက်ကောင်းကြိုက်လိုက်မယ်လာပြီးတော့ဖျားဖြစ်မဲ့အုတ်နီကဖက်နှက်ချာနဲ့စကားထောက်ကောင်းထွက်လိုက်မယ်အဲ့လိုမျိုးထွက်မဲ့ဆိုလို့ရှိရင်ကျွန်တော်လည်းပြန်ပြောစရာရှိတာကနော်လူချင်းမခွဲခြားပါနဲ့ဆိုတဲ့ကောင်တွေခင်ဗျားတို့အဲ့ဒီငိုလိန်ညာခိုးဝင်ဘင်္ဂလီအနွယ်တူတွေနေတဲ့ဟိုးဒါလဲဒူဘိုင်းတို့အိုမန်တို့အဲ့ဒီခိုးဝင်ဘင်္ဂလီမြန်မာနိုင်ငံမှာအခွင့်အရေးတောင်းကိုတွတ်တောင်းကြည့်ရတာတွတ်တောင်းကြည့်လူချင်းမခွဲခြားပါနဲ့လို့လူခွင့်ရေးပေးပါလို့ဆိုလူခွင့်ရေးဆိုတဲ့စကားကိုလည်းအဲ့ဒီခိုးဝင်ဘင်္ဂလီတိတ်တုံးတာအဲ့လိုမျိုးသုံးချင်းဆိုလို့ရှိရင်ခင်ဗျားတို့နဲ့နော်ဒီဟာအနွယ်တူတွေလေရုပ်လဲတူတယ်အသေးသားလဲတူတယ်အခြေအနေလဲတူတယ်အဲ့မှာဒူဘိုင်းတို့အိုမန်တို့တွတ်တောင်းလေကျွန်တော်မြန်မာနိုင်ငံမှာခင်ဗျားတို့နဲ့အများကြီးကွက်ထွက်နေသေးတယ်ရုပ်လဲကွဲတယ်အသားကြီးလဲကွဲတယ်နော်အတန်လဲကွဲတယ်ဘာသာစကားလဲကွဲတယ်လူမျိုးလဲကွဲတယ်နိုင်ငံလဲကွဲတယ်အများကြီးခင်ဗျားတို့ငိုလိန်ညာရင်နဲ့စီနဲ့ရီမိုးနဲ့မြေလို့ကွာခြားနေလာမတောင်းနဲ့လေမြန်မာနိုင်ငံမတောင်းနဲ့ခင်ဗျားတောင်းနေလို့ဆိုလို့ရှိရင်အဲ့ဒီဒူဘိုင်းတို့အိုမန်တို့သွားတောင်းလေသွားတောင်းခင်ဗျားတို့အနွယ်တူလူမျိုးတူအတန်တူဘာသာစကားတူအဲ့လိုနိုင်ငံတွေသွားတောင်းလေနော်သွားတောင်းလေခင်ဗျားတို့ခိုးဝင်ဘင်္ဂလီငိုလိန်ညာတွေကလေအင်အားကြီးရင်ခွေးဆက်ခင်းတယ်ခွေးချင်းခွေးကြံကြံတယ်နော်ခွေးမျိုးလိုအမျိုးရုပ်တဲ့ဇက်ကိုတွင်းတယ်အင်အားနဲ့ရင်လူခွင့်ရေးတောင်းတော့မှငိုလိန်ညာအောက်တန်းစားချင်းချိုးတယ်ကျွန်တော်တခါမှဒီလိုမျိုးဖိုင်နေမတင်ဘူးနော်တခါမှဒီလိုစကားမပြောဘူးဒါပေမဲ့ဒီဘက်နောက်ပိုင်းမှာပြောသိမ့်လို့ပြောလာဖြစ်တယ်